ရုပ်ကျွန်းရဲ့ချောင်းမတ်ပွဲလှုပ်ဝက်ချက် Iceland or Dawes ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးနေရာတွေကိုဆင်းလို့မယ်ဆိုရင်ဒီနေရာကိုခြံထားလို့မရပါဘူး။တစ်ပင်တိုင်းမှာမျက်လုံးရှိတော့တဲ့အရုပ်တွေကိုယ်လက်အင်္ဂါမစုံတော့တဲ့အရုပ်တွေရာနဲ့ချီပြီးချိတ်ဆွဲထားပါတယ်။နေတိုက်တဲ့အခါတိုင်းဒီအရုပ်တွေဟာတယောက်ကိုတယောက်တူတူလေးစကားပြောနေတယ်လို့မျိုးဒါမှမဟုတ်တင့်ကိုတနေရာရာကနေပြီးတော့စောင့်ကြည့်နေလို့မျိုးခံစားရပါတယ်။ဒါဟာမက္ကဆီကိုနိုင်ငံက Iceland or Dawes ပါဒီနေရာမှာဘာကြောင့်ဒီလောက်များပြားတဲ့အရုပ်တွေရှိနေရတာလဲဒီကျွန်းရဲ့နောက်ွယ်မှာဘလို့သွေးပြက်စရာဇလန်းတွေရှိနေလဲဒီနေ့မှာတော့ကျွန်တော်နဲ့အတူတူတားရောက်လေ့လာကြပါမယ်ဒီဇလန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ကစတင်ခဲ့တာပါဒီကျွန်းမှာ John Julian Santana Faria ဆိုတဲ့မြို့သားတစ်ယောက်တကူနဲ့နေထိုင်ပါတယ်အန်ဒါရီယာတနေ့မှာ Julian ဟာကျွန်းအနီးကတူးမြောင်းထဲမှာရင်းနှီးသိဆုံးနေတဲ့ main ကလေးငယ်တစ်ယောက်ရဲ့အထောက်တွေ့ခဲ့ရပါတယ်သူဟာအဲ့ဒီကလေးမလေးကိုမကဲ့တင်နိုင်တဲ့အတွက်နောင်နာတွေအပြစ်မကင်းမှုတွေနဲ့စိတ်ဝေဒနာခံစားခဲ့ရပါတယ်။ကလေးမလေးတည်ဆုံပြီးနောက်မကြခင်မှာပဲဂျူလီယန်ဟာရေထဲမှာမျောနေတဲ့အရုပ်တရက်ကိုထပ်တွေ့ခဲ့ပါတယ်။ဒါဟာအဲ့ဒီကလေးမလေးရဲ့ဝိညာဉ်ကပို့လိုက်တာလို့သူယုံကြည်သွားခဲ့တယ်။အဲ့ဒီချိန်ကစပြီးဂျူလီယန်ဟာကလေးမလေးရဲ့ဝိညာဉ်ကိုနှစ်သိမ့်ဖို့နဲ့ကျုံးပေါ်ကမကောင်းဆိုးဝါးတွေကိုမောင်းထုတ်ဖို့အတွက်အမိုက်ပုံတွေကအရုပ်တွေရေထဲမှာမျောလာတဲ့အရုပ်တွေကိုစုဆောင်းပြီးတစ်ပင်တွေမှာချိတ်ဆွဲပါတော့တယ်။သူဟာအရုပ်တွေကိုတန်ရှင်းရေးလုပ်ဖို့ပြုပြင်ခြင်းလည်းမရှိပါဘူး။ဒီအတိုင်းပဲချိတ်ဆွဲထားတာကြောင့်ချိန်ကြာလာတဲ့အခါနေပူမိုးရတဲ့နေနဲ့ရုပ်တွေဟာကြောက်စရာကောင်းတဲ့ရုပ်တွေနဲ့ဖြစ်ကုန်ပါတယ်။ဒီဇလန်ရဲ့အထူးဆန်းဆုံးအပိုင်းက2000ခုနှစ်မှာဖြစ်သွားခဲ့တာပါ။နှစ်ပေါင်း50ကြာအောင်ရုပ်တွေကိုစုဆောင်းခဲ့တဲ့ဂျူလီယန်ဟာကျုံးပေါ်မှာပဲတည်ဆုံခဲ့ပါတယ်။ထူးခြားတာကသူတည်ဆုံနေတဲ့နေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း50ကသူပြောခဲ့တဲ့ကလေးမလေးရှင်နဲ့တည်ဆုံခဲ့တဲ့နေရာအတိအကျပါပဲ။ဒါဟာတိုက်ဆိုင်မှုလားဒါမှမဟုတ်ဝိညာဉ်ရဲ့ခေါ်ဆောင်မှုလားအဲ့ဒါကိုတော့အခုထိဘယ်သူမှမဖြေရှင်းနိုင်သေးပါဘူးဂျူလီယန်တည်ဆုံးပြီးနောက်ပိုင်းမှာတော့ဒီကျွန်းဟာကဘာကျော်ခရီးသွားရနေရာတစ်ခုဖြစ်လာပါတယ်ခရီးသွားတွေဟာကျွန်းကိုလာတဲ့အခါအရုပ်တွေကိုလက်ဆောင်ဖြစ်ယူလာပြီးထပ်မံချိတ်ဆွဲကြပါတယ်ဒါပေမဲ့ဒေသခံတွေနဲ့လာရောက်သူချို့ကတော့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့ရတယ်လို့ဆိုကြပါတယ်ညဘက်မှာအရုပ်တွေကောင်းလေကြည့်တာတယောက်တည်းရှိနေပေမဲ့တယောက်ယောက်ကစောင့်ကြည့်တယ်လို့ခံစားရတာအရုပ်တွေစီကတူတူလေးစကားပြောတယ်နေကြားရတာမျိုးတွေပေါ့ Iceland or Dawes ဟာစိတ်ဝေဒနာရှင်တယောက်ရဲ့ဟန်နီးမှုလားဒါမှမဟုတ်တကယ်ပဲဝိညာဉ်တွေပုံအောင်နေတဲ့နေရာလားအဲ့ဒါကတော့သင်ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါတခုတော့သိကြပါတယ်သင်ဟာဒီကျွန်းကိုခြေချလိုက်ပြီဆိုတာနဲ့သင်ကိုစိုက်ကြည့်နေမဲ့မျက်လုံးတော့ယာနဲ့ချီပြီးရှိနေပါလိမ့်မယ်ခင်ဗျားတို့ရောဒီလိုအယုတ်တွေပြည့်နေတဲ့ကျွန်းပေါ်မှာတညလောက်အေးရတာခုမှမရေးပြီးခဲ့ပါဦးဒီလိုတူးဆိုင်နေတဲ့အကြောင်းအရာတွေကိုထပ်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ view ဆက်ကြပါ